ဩဃာတဩဃာတဩဃာတကာယကံဝစီကံမနောကံသဗ္ဗဒေါသခတ်သိမ်းသောအပြစ်တို့ကိုကြောက်ပါစေခြင်းအကျိုးငှာပထမဒုတိယတတိယတစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်ဘုရားယရဏတရားယရဏသံဃာယရဏအနာမြတ်သုံးပါးတို့ကိုယူအသေးလေးအမြတ်လက်အုပ်မိုး၍ချခိုးပူဇော်ဖူးမြော်မှန်လျှော့သရောပါဤရှင်ဘုရားသရောရသောအကျိုးအားကြောင့်အပေ၄ပါးကတ်၃ပါးရပြည့်၈ပါးယန္တုမျိုး၅ပါးသုပတိတရား၄ပါးယတနာတရား၅ပါးတို့မှခါခတ်သိမ်းကင်းလွတ်ငြိမ်းသည့်ဖြစ်၍မတရားဘူတရားနိဗ္ဗာန်တရားတော်မြတ်ကိုရပါလို၏ရှင်ဘုရား